ဇလန်းအစမှာတော့မြူနင်းတွေဖုံးလွှမ်းနေတဲ့တောအုပ်ဟောင်းကြီးထဲမှာရဲရဲ့ဒီကဘာကြီးကတော့တစ်ခါပြန်ပြီးပျက်စီးတော့မယ်ထင်တယ်ဆိုတဲ့စိုးရိမ်ကြီးရေရွတ်တန်နဲ့စတင်လိုက်ပါတယ်အချိန်မရှိတော့တာမို့ရဲရတယောက်သူမရဲ့အဖော်မွန်ထပ်ပေါ်မှာလိုက်ပါရင်းစေရှိငါတို့မှာအချိန်အများကြီးမကြံတော့ဘူးလို့အရေးတကြီးပြောနေပါတယ်အဲ့ဒီအချိန်မှာပဲအပြာရောင်လင်းနှန်းတွေနဲ့အတူငကားမလေးစစ်ချစ်ကပေါ်လာပြီးငါတို့အတူတူဖြည့်ရှင်းကြတာပေါ့ဆိုတဲ့အားပေးစကားနဲ့အတူရဲရရဲ့စိုးရိမ်မှုတွေကိုလျှော့ပါစေခဲ့ပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကကြာမခံလိုက်ပါဘူးရှေးဟောင်းကျောင်းတော်နာကမြို့ကိုးတွေတဲကနေမှောင်မိုက်တဲ့အရေးဆိုးတတော်တွေထွက်ပေါ်လာပြီးမင်းတို့ရဲ့မျောလင်းချက်တွေပျောက်ဆုံးတော့မယ်လို့မိစ္ဆာနဲ့ဆိုးကြီးကချင်းချောက်လိုက်ပါတယ်မိုးဆက်မိုးပေါက်တွေကြွေကြလာချိန်မှာရဲရကသူမရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဒီနေ့တော့အဖြစ်မခံနိုင်ဘူးလို့ပြက်သားတုံ့ပြန်လိုက်ပါတယ်ရန်သူတွေဝိုင်းလာတဲ့အချိန်မှာရဲရကဖေကြစံလို့အော်ဟစ်ကရှေ့ကိုခုန်တက်ပြီးရဲဝုန်းတိုက်ခိုက်ပါတော့တယ်စစ်စုကလည်းသူမရဲ့ရေတိုင်းလွှားကြီးနဲ့ရဲရကိုကာကွယ်ပေးရင်းငါမင်းကိုဆောက်ရှောက်ထားမယ်လို့ကတိပေးခဲ့ပါတယ်ရန်သူကောင်းဆောင်ကမင်းတန်ကျမကိုတားဆီးလို့မရပါဘူးလို့ဖိအားပေးလာပေမဲ့ရဲရကတော့ငါတို့အတူတူရင်ဆိုင်မယ်လို့ပြန်អော်လိုက်ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲသူမရဲ့အဖေကကိုနှလုံးသားကိုယုံကြည်ပါလို့တင် जा ပေးခဲ့တဲ့ငယ်ဘဝအမှတ်တရလေးကဖြက်ခနဲပေါ်လာပြီးသူမဟာကူမန်ဒရာခမန်ဒရာအတွက်လို့အားမှန်ပါဟစ်ကြွေးကတိုက်ပွဲထဲပြေးဝင်သွားပါတယ်တိုက်ပွဲကအရှိန်မြင့်လာပြီးရဲရဟာဝေဟင်မှာပြန်ဝဲရင်းအရေးဆိုးတတော်တွေကိုအစွမ်းပြတိုက်ခိုက်ပါတယ်စစ်စုကလည်းသူမရဲ့ငကားတကူကိုတုံးပြီးရန်သူတွေကိုရေလိုင်းကြီးတွေနဲ့တွန်းထုတ်ပစ်လိုက်ပါတယ်ရဲရနဲ့ရန်သူကောင်းဆောင်တို့ရဲ့ဓာချင်းရှင်ပြိုင်မှုဟာကြည့်ရှုသူကိုရင်သက်ရှုမောဖြစ်စေပြီးတခါကလည်းအလုံးလိုက်လိမ့်ကရန်သူတွေကိုတိုက်ခိုက်ပေးခဲ့ပါတယ်။ကျောင်းတော်ကြီးပြိုကျပျက်စီးလာပေမဲ့ရဲရကတော့ဖြက်လက်တဲ့လှုပ်ရှားမှုတွေနဲ့ရန်သူတွေကိုအနိုင်ယူနေပါတယ်။စစ်စုနဲ့ရဲရတို့ရဲ့အပေးအယူမျှတိုက်ကွက်တွေကြောင့်ရန်သူတွေအထိနာနေချိန်မိစာကောင်းဆောင်ကမော်နက်တွေတုံးပြီးရဲရကိုဖမ်းချုပ်ဖို့ကြိုးစားလိုက်ပါတယ်။သူမရဲ့တငယ်ချင်းအနေနဲ့ဖြစ်နေတာကိုမြင်တဲ့အခါဆဲယူဟာဒေါသတကြီးဟိန်းဟောက်လိုက်ပြီးပုံမတောက်ပတဲ့ငကားအသွင်ကိုပြောင်းလဲသွားပါတယ်။ရဲရကလည်းသူမရဲ့ဓာတ်ကိုအလင်းတန်းတွေထွက်လာအောင်အားဖြည့်လိုက်ပြီးစစ်စုရဲ့အစွမ်းနဲ့ပေါင်းကနောက်ဆုံးတိုက်ကွက်ကိုဆင်နွှဲလိုက်ပါတယ်။အလင်းနဲ့အမှောင်ရင်ဆိုင်တွေ့တဲ့အခါအားကောင်းတဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်သွားပြီးအမှောင်ထုတွေအားလုံးလွင့်စင်ပြောက်ကွယ်သွားပါတော့တယ်။တိုက်ပွဲအပြီးမှာတော့ကူမန်တရာတောင်ကြားထဲကိုနေအောင်ကြီးတစ်တွေဝင်ရောက်လာပြီးတစ်ပင်ပန်းပန်တွေပြန်လည်စိမ့်လန်းလာပါတယ်။ရေယာနဲ့စစ်ချိုးတို့ဟာမောပန်းနေပေမဲ့အောင်မြင်မှုအတွက်ပြုံးပြရင်းကဘာကြီးကိုငြိမ်းချမ်းမှုနဲ့မျှော်လင့်ချက်တွေပြန်လည်ပေးအပ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူနေကြပါတော့တယ်။ဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်။နောက်လည်းခုလိုဇလန်းကောင်းလေးတွေထပ်တင်ပေးပါမယ်။